ကဲ CB လေးရာနဲ့ R15 version 3ဘယ်ဟာစီးတင်လဲဘယ်ဟာပိုကောင်းလဲတဲ့ရှင်ဆုံးဘိန်းလေးတွေကိုကျွန်တော်ရင်တစ်ချက်ရင်ပြပေးမယ်ဗျာကဲဒီဘက်ကတော့ R15 version 3ဖြစ်ပြီးဒီဘက်ကတော့ Honda Super 4ပဲဖြစ်ပါတယ်ဘယ်ကောင်စီးတင်လဲဆိုရင်ခုမှ Club Base စစီးမဲ့ညီကိုမိတ်ဆွေတွေအတွက်ကတော့ Yamaha R15 V3 ကိုရွေးချယ်ဝယ်ယူစီးနှင်ဖို့အကြံပေးချင်ပါတယ်ဘာလို့လဲဆိုတော့ဒီကောင်ရဲ့ engine power ကတော့155ရှိတာဖြစ်တဲ့အတွက်ခုမှ Club Base ကြီးစစီးမဲ့ညီကိုမိတ်ဆွေတွေအတွက်တနိုင်တစ်ပိုင်းစီးနှင်ပြီးတော့တက်တောင့်တက်တာဖြစ်မဲ့ဆိုင်ကယ်လေးပဲဖြစ်ပါတယ်ခင်ဗျာကဲ Super 4ကတော့ cafe design ကြိုက်တဲ့ညီကိုမိတ်ဆွေအတွက်လုံးဝသင့်တော်မဲ့ဆိုင်ကယ်လေးပဲဖြစ်ပါတယ်အတန်အတွက်အနေထားဒီဇိုင်းပိုင်းမိကွက်ပိုင်းအနေထားတွေကစလုံးဝ crazy ကြတဲ့ညီကိုမိတ်ဆွေအတွက်လုံးဝသင့်တော်တဲ့ဆိုင်ကယ်လေးပဲဖြစ်ပါတယ်နှစ်စီးလုံးကတော့လုံးဝကောင်းတဲ့ထဲမှာပါတဲ့ဆိုင်ငယ်တွေပဲဖြစ်ပါတယ်ခင်ဗျာလောလောဆယ်ကျွန်တော်တို့ဆိုင်မှာနှစ်စီးလုံးရောင်းချဖို့ရှိပါတယ်ဒီဘက်က R15 version 3ခဲနီလေးကတော့မန္တလေး license ပါပြီးသားကောင်မှ84သိန်းကျပ်နဲ့ရောင်းချပေးနေပြီဒီဘက်ကတော့ Super 4 model 2019 model အမြင့်ဆိုင်ငယ်လေးကတော့ license ပါပြီးသားကို185သိန်းကျပ်နဲ့ရောင်းချပေးနေပြီပဲဖြစ်ပါတယ်ကဲမိတ်ဆွေရဲ့အိမ်ဘက်တွေကိုကောင်းထဲပေါ်ကျင်နေဆိုရင်တော့ကျွန်တော်ရဲ့ကိုမျိုးဝင်းမန္တလေးရှိုးရုံးကိုလမ်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ